မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဆွဲဆောင်ရ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အေးချမ်းစွာရှင်သန်ခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တခါကဥရောပတိုက်ဖက်မှာဘယင်တစ်ပါးရှိပါတယ်အဲ့ဒီဘယင်ဟာသူ့ဥယျာဉ်ထဲမှာရှိတဲ့ပန်းပင်တွေတက်ပင်တွေနဲ့စကားပြောလေးရှိပါတယ်သူဟာဥယျာဉ်ထဲရောက်တဲ့အခါတိုင်းမှာအပင်တွေကိုအယမ်းပွင့်အယမ်းတီးခိုင်းလေးရှိပါတယ်တနေ့မှာသူဟာဥယျာဉ်ကြီးတဲကိုရောက်သွားပါတယ်ဝတ်တိချပင်ကြီးဟာညှိုးပြီးခြောက်တွေ့နေပါတယ်။အဲ့ဒီတော့ဘာဖြစ်တာလဲလို့သူကမေးလိုက်တဲ့အခါမှာဝတ်တိချပင်ကြီးကဘလို့ဖြစ်ရမှာတော့ကျုပ်ကထင်းရှူးပင်ကိုတူပြီးအပေါ်ကိုတက်တော့ထင်းရှူးပင်မဟုတ်လေတော့အမြင့်အားကမခံနိုင်တော့တရားတာပေါ့အဲ့ဒါနဲ့ထင်းရှူးပင်စီတွားပြန်တော့ထင်းရှူးပင်ကြီးကကိုင်းပြီးကြွေးကြနေပါတယ်။အဲ့ဒီတော့ထင်းရှူးပင်ကြီးကိုဘလို့ဖြစ်တာလဲလို့ဘရင်ကြီးကမေးလိုက်ပြန်ပါတယ်။အဲ့ဒီတော့ထင်းရှူးပင်ကြီးကကျုပ်ကလည်းစပြစ်ပင်ကြီးကိုအားကြပြီးအတီးတွေအရန်တီးလိုက်တယ်။စပြစ်ပင်မဟုတ်လေတော့မခံနိုင်တော့ပဲအခုလိုအရန်ကွေးသွားတာပေါ့လို့ပြောပါတယ်။စပြစ်ပင်ကြီးကလည်းတင်မလို့ဖြစ်နေပါတယ်။ဘလို့ဖြစ်တာလဲလို့မေးတော့ကျုပ်ကနှင်းစီပင်ကိုအားကြပြီးသူ့လိုလိုက်ပွင့်လိုက်တာမျိုး။အဲ့ဒီတော့နှင်းစီပန်းလည်းမပွင့်တော့ပဲအခုလိုတေလူမျောပါဖြစ်သွားရတာပဲလို့ပြောပြပါတယ်။အဲ့ဒီမှာဘယင်ကြီးကဆက်ပြီးရှောက်သွားတဲ့အခါမှာအပင်လေးတစ်ပင်ကိုတွေ့ပါတယ်။အပင်ကတိတ်မကြီးပါဘူး။အရွက်လေးတွေအကိုင်းခက်လေးတွေလည်းဆူဆူပြပြနဲ့အပွင့်ကရနက်လေးတွေကလည်းတင်းပြန့်လို့အဲ့ဒီအပင်ရဲ့နာမည်ကတော့နှလုံးအေးချမ်းပန်းလို့ခေါ်တဲ့အပင်လေးပါပဲ။ဘယင်ကြီးကအဲ့ဒီအပင်လေးကိုကြည့်ပြီးငါရဲ့ဥယျာဉ်တစ်ခုလုံးမှာရှိတဲ့အပင်တွေတေတာတွေတေငုံကြပြီးတချို့လည်းတေလူမျောပါဖြစ်နေပြီးနှလုံးအေးချမ်းရဲ့မင်းကတော့ရှက်တန့်ဆူပြေလို့ပါလား။ဘာကြောင့်လဲလို့မေးလိုက်ပါတယ်။အဲ့ဒီမှာအပင်လေးကဘာပြန်ပြောလဲဆိုတော့အတင်မင်းကြီးကျွန်ုပ်ကိုဒီဥယျာဉ်မှာစိုက်ကြတဲ့ကနှလုံးအေးချမ်းကိုနှလုံးအေးချမ်းလို့ပဲဖြစ်စေခြင်းပုံရပါတယ်။ဝတ်တိချပင်လို့မဖြစ်စေခြင်းဘူး။ဒါကြောင့်ဝတ်တိချပင်ကိုလည်းအာမကြခဲ့ဘူး။အဲ့ဒီလိုပဲထင်းရှူးပင်မြင့်မြင့်ကြီးတွေကိုလည်းအာမကြခဲ့ဘူး။အသီးတွေပြုတ်နေအောင်တီးတဲ့စပြစ်ပင်ကိုလည်းအာမကြခဲ့ဘူး။အပွင့်ကြီးတွေဝေးစားနေတဲ့နှင်းစီပန်းကိုလည်းအာမကြခဲ့ဘူး။နှလုံးအေးချမ်းဟာနှလုံးအေးချမ်းလို့ပဲနေခဲ့တယ်။နှလုံးအေးချမ်းလို့ပဲရှင်တန်ခဲ့တယ်။အားကြပြီးဘာကိုမှမလုပ်ခဲ့ဘူး။ဒါကြောင့်နှလုံးအေးချမ်းအဖြစ်နဲ့ပဲရှင်တန်ရက်တည်နေနိုင်တာပေါ့။တခြားဘာမှမဟုတ်ဘူးလို့ပြန်ပြီးပြောလိုက်ပါတယ်။ဒီပုံပြင်လေးရဲ့ဆိုလိုရင်းကလည်းရှင်းလာပါတယ်။သူတပတ်သားကိုအတူယူပြီးအားကြလို့လိုက်တူတာမကောင်းတော့အကျင့်လို့မဆိုနိုင်ပေမဲ့မတူရင်တူလို့မရတာတွေအများကြီးရှိပါတယ်။ဒါကြောင့်ကိုပိုင်ဆိုင်တဲ့အရေးချင်းကိုသာရထားတဲ့ဘဝကိုသာပုံမူကောင်းမွန်အောင်ကြိုးစားမယ်ဆိုရင်ဒီပုံပြင်လေးတွေကနှလုံးအေးချမ်းအပင်လေးလိုပဲနှလုံးအေးချမ်းစွာရှင်သန်ရပ်တည်နေနိုင်မှာပါဟုတ်ကဲ့ပါအခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့အေးချမ်းစွာရှင်သန်ခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းအကြောင်းအရာကောင်းများကိုကျွန်တော်ရှောက်ဖွေတင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးကြပါဦးနော်ကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးလည်းကျမ်းမာချမ်းသာကြပါစေကိုဗစ်ရောဂါကူးစက်မှုတန်ကနေလည်းကင်းဝေးနိုင်ကြပါစေ